င်္ဂလာပါရှင်နောက်ဆုံးရရှိထားတဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်ရုရှားမှာကုန်စည်နှုန်းကြီးမြင့်တဲ့ပေါ်သမ္မတပူတင်ကအငြင်းစားတွေကိုတောင်းပန်လိုက်ပါတယ်ဂါဇာမြောက်ပိုင်းကဆေးရုံတရုံမှာတိုက်ခိုက်ရေးသမားတွေကိုအစ္စရေးစစ်တပ်ကစီးနင်းရှာဖွေခဲ့ပါတယ်ဒီသတင်းတွေပါဝင်စိတ်ဝင်စားစရာနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်ရုရှားသမ္မတဗလာဒီမာပူတင်ဟာဒီဇင်ဘာလ14ရက်ကမီဒီယာအပါအဝင်အများပြည်သူတွေနဲ့တွေ့ဆုံမေးမြန်းခန်းအတွင်းကုန်စည်နှုန်းကြီးမြင့်ကြောင်းအငြင်းစားတယောက်ရဲ့ပြောဆိုချက်ပေါ်တောင်းပန်ခဲ့တယ်လို့ရိုက်တာသတင်းကဖော်ပြပါတယ်။တွေ့ဆုံခန်းမှာရုရှားနိုင်ငံတဝန်းကပြည်သူတွေရဲ့ဖုန်းခေါ်ဆိုမှုနဲ့အတူအီရီနာအကိုပိုဗာဆိုတဲ့အငြင်းစားအမျိုးသမီးကကြက်ဥနဲ့သားငါးဈေးနှုန်းမြင့်တက်လာတဲ့အကြောင်းသမ္မတကိုဗီဒီယိုလင့်ကနေပြောခဲ့ပါတယ်။ပင်စင်လစာနှဲပါတဲ့အတွက်အကူအညီပါလို့လည်းအကိုပိုဗာကပြောခဲ့ပါတယ်။ဒီအတွက်သမ္မတပူတင်ကတောင်းပန်ခဲ့ပြီးအစိုးရရဲ့ပြက်ကွက်မှုအတွက်မကြခင်မှာအခြေအနေကိုပြုပြင်ပေးမယ်လို့ကတိပြုခဲ့ပါတယ်။ရုရှားနိုင်ငံသားတွေကြားမှာလူနေမှုစရိတ်မြင့်တက်လာတာကိုအမှန်တကယ်စိုးရိမ်နေကြပြီးဒီနှစ်မှာငွေကြေးဖောင်းပွားမှု8%ရှိလာတယ်လို့သမ္မတပူတင်ကပြောထားပါတယ်။တာမန်ပြည်သူတွေရဲ့စိုးရိမ်ပူပန်မှုကိုကိုချင်းစာကြောင့်ပြသဖို့အခွင့်အရေးပေးတဲ့ပုံစံအဖြစ်အခုလိုတွေ့ဆုံမေးမြန်းခန်းမျိုးကိုသမ္မတပူတင်ကဆောင်ရွက်ခိုင်းထားပြီးသက်ဆိုင်ရာတာဝန်ရှိသူတွေကဖြည့်ရှင်းဖို့ညွှန်ကြားထားပါတယ်။ဒီနှစ်ပထမနှစ်ဝက်မှာကျပ်ဥ1.2 ဘီလီယံကိုသွင်းကုန်ကင်းလွတ်ခွင့်ပေးမယ်လို့ခရမ်လင်ကပြောဆိုထားပြီးဒီနှစ်ထဲ40%ထက်ပိုမိုမြင့်တက်နေတဲ့ကျပ်ဥဈေးကိုထိန်းချုပ်ဖို့ကြိုးစားခဲ့ပါတယ်ရှင်။ В свое время вообще мог 10 сразу. ဂါဇာမြောက်ပိုင်းကဂျာဘာလီယာရှိခါမာအဝန်ဆေးရုံကိုဝင်ရောက်စီးနင်းရမှာတိုက်ခိုက်ရေးသမားတွေလက်နက်ချတယ်ဆိုတဲ့ဗီဒီယိုတစ်ခုကိုအစ္စရေးစစ်တပ်ကထုတ်ပြန်ခဲ့ပါတယ်။ဗီဒီယိုထဲမှာဒါဇင်နဲ့ချီတဲ့အမျိုးသားတွေဟာသူတို့လက်တွေကိုလေထဲမြောက်ခါတန်းစီရှောက်သွားကြပြီးလူ၃ယောက်ကလက်နက်တွေနဲ့တခြားပစ္စည်းတွေကိုမြေပြင်ပေါ်ချထားခဲ့ပါတယ်။ထုတ်ပြန်တဲ့ဒီနေရာကိုရိုက်တာသတင်းဌာနကအတည်ပြုနိုင်ပြီးမြဲဗီဒီယိုနဲ့ဓာတ်ပုံတွေရိုက်ကူးတဲ့ရက်ကိုအတည်ပြုနိုင်သေးပါဘူး။ဒီဇင်ဘာလ14ရက်မနက်ပိုင်းမှာအစ္စရေးတပ်ဖွဲ့ဝင်တွေဟာခါမာအဝန်ဆေးရုံကိုဝင်ရောက်စီးနင်းခဲ့ပြီးဆေးဘက်ဆိုင်ရာဝန်ထမ်းတွေကိုဖမ်းဆီးကအနိုင်အထက်ပြုမှုခဲ့တယ်လို့ဂါဇာကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။တရားရလူနာတွေကိုဆေးဝန်ထမ်းတွေရဲ့ကုသပေးမှုကိုတားဆီးခဲ့ရတဲ့အတွက်အနည်းဆုံးလူ2ယောက်သေဆုံးခဲ့တယ်လို့လည်းပြောပါတယ်။အစ္စရေးစစ်တပ်ဟာဆေးရုံဒါရိုက်တာအပါအဝင်ဆေးဘက်ဆိုင်ရာဝန်ထမ်းအယောက်80ကိုဖမ်းဆီးခဲ့ပြီးဆေးရုံအတွင်းခိုးလုံနေကြတဲ့တခြားသူတွေကိုရွှေ့ပြောင်းစေခဲ့တယ်လို့ဂါဇာကျန်းမာရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကပြောပါတယ်ရှင်။အကြမ်းဖက်တိုက်ခိုက်ဖို့ပြင်ဆင်နေတဲ့ဆိုတဲ့တန်တရားနဲ့ဒိမတ်မှာလူ3ယောက်နဲ့နယ်သာလန်မှာလူ1ယောက်ကိုဖမ်းဆီးခဲ့တယ်လို့ဒိမတ်ရဲတပ်ဖွဲ့ကဒီဇင်ဘာလ14ရက်မှာပြောပါတယ်။တန်တရားရှိသူတွေရဲ့ရည်ရွယ်ချက်နဲ့အစ္စလာမစ်စစ်သွေးကြွတွေနဲ့ပတ်သက်မှုရှိမရှိဒါမှမဟုတ်လက်ရဆုံးအဖွဲ့တွေနဲ့ပတ်သက်မှုရှိမရှိဆိုတာကိုတော့ထုတ်ဖော်ပြောဆိုတာမရှိသေးပါဘူး။နေရာဒီတုန်းကအစ္စလာမ်စန့်ကျင်ရေးတက်ကြွလှုပ်ရှားသူတွေကကိုရမ်ကျမ်းစာအုပ်တွေပျက်စီးစေခဲ့ပြီးနောက်ဒိမတ်အပေါ်ချင်းချောက်မှုပုံမပြင်းထန်လာတယ်လို့ဒိမတ်ထောက်လှမ်းရေးကအောက်တိုဘာမှာပြောထားပါတယ်။ဂါဇာအရေးပြင်ကမ္ဘာပေါ်ကနေရာအသီးသီးကပြိပခတွေကိုဒိမတ်လူအဖွဲ့အစည်းတွေယူဆောင်လာတာကိုလုံးဝလက်မခံနိုင်ဘူးလို့ဘရက်ဆဲမှာ EU ခေါင်းဆောင်တွေနဲ့တွေ့ဆုံတဲ့ဒိမတ်ဝန်ကြီးချုပ်ကပြောခဲ့ပါတယ်။ Det her er uhyre alvorligt. Der er foretaget en række anholdelser for kort tid siden i relation til en mulig terrorsag i Danmark. Så det er så alvorligt, som det kan blive. Jeg er glad for myndighedernes arbejde, men det viser noget om, hvad det er. ဒိမတ်ဂျာမန်ပူရဲစုံစမ်းစစ်ဆေးမှုမှာဂျာမန်အာဏာပိုင်တွေရဲ့တောင်းဆိုမှုကြောင့်အသက်59နှစ်အရွယ်အမျိုးသားတစ်ယောက်ကိုရော့တာဒမ်မှာဒီဇင်ဘာလ14ရက်ကဖမ်းဆီးခဲ့တယ်လို့နယ်သာလန်ရဲတပ်ဖွဲ့ကပြောပါတယ်။ဒိမတ်ရဲတပ်ဖွဲ့ကနိုင်ငံတော်ဝန်မှာစီးနင်းမှုတွေဆက်လက်လှုပ်ဆောင်နေပြီးစုံစမ်းစစ်ဆေးမှုစတင်နေပြီလို့ပြောပါတယ်ရှင်။ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က e-cigarette တွေကိုဆေးရွက်ကြီးနဲ့အလားတူတုံ့ပြန်ဖို့နဲ့အနက်အရသာအားလုံးကိုတားမြစ်ဖို့အစိုးရတွေကိုဒီဇင်ဘာလ14ရက်ကတိုက်တွန်းလိုက်ပါတယ်။တချို့သုတေသီတွေတက်ကြွလှုပ်ရှားသူတွေနဲ့အစိုးရတွေကဆေးလိပ်တောက်ခြင်းကြောင့်သေဆုံးမှုနဲ့ယောဂတွေကိုရှော့ချရမှာအဓိကကရိယာအဖြစ် e-cigarette ဒါမှမဟုတ် vape တွေကိုရှုမြင်ကြပါတယ်။ဒါပေမဲ့သူတို့ကိုထိန်းချုပ်ဖို့အတွက်အရေးပေါ်အစီအမံတွေလိုအပ်တယ်လို့ WHO ကပြောပါတယ်။လေးလာမှုတွေအရ vape တွေဟာဆေးလိပ်ဖြတ်ဖို့ကူညီပေးတယ်ဆိုတဲ့အထောက်အထားဟာမခိုင်လုံဘူးလို့ဆိုပါတယ်။ကျန်းမာရေးကိုထိခိုက်စေနိုင်ပြီးဆေးလိပ်မတောက်သူတွေအထူးသဖြင့်ကလေးတွေနဲ့လူငယ်တွေမှာနီကိုတင်းဆွဲလန်းမှုကိုတွန်းအားပေးနိုင်တယ်လို့ WHO ကပြောပါတယ်။
ပယုတ်အေးလိုအနံ့ရတာရှိတဲ့ဓာတုပစ္စည်းတွေအားလုံးကိုတားမြစ်ဖို့နဲ့ဆေးရွက်ကြီးထိန်းချုပ်မှုအစီအမံဖြင့်ဖိတ်သုံးတာအပါအဝင်တခြားပြောင်းလဲမှုတွေပြုလုပ်ဖို့ကိုလည်းတောင်းဆိုခဲ့ပါတယ်။ WHO ရဲ့တောင်းဆိုချက်ထဲမှာအခုမြင့်မြင့်မားမားတိုးကောက်ဖို့နဲ့အများပြည်သူနေရာတွေမှာဒီပစ္စည်းတွေကိုအသုံးပြုတာတားမြစ်ခြင်းတွေပါဝင်ပါတယ်။ WHO ဟာနိုင်ငံတွေရဲ့စီးမြင့်တွေအပေါ်ချမှတ်ဖို့အခွင့်အာဏာမရှိဘဲလဲညွှန်မှုသာပေးနိုင်ပါတယ်။ဒါပေမဲ့ WHO ရဲ့အကြံပြုချက်တွေကိုမကြာခဏဆန္ဒအလျောက်လက်ခံကြပါတယ်ရှင်။နောက်ဆုံးရရှိထားတဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်။ကျွန်မဝင်းဝါလှိုင်ပါရှင်။